ကိုကယုံကြည်သူတယောက်ဖြစ်တယ်ဆိုရင်ဒီနေရာကြောင့်သိတယ်ပြန်လဲကျေဆိုလိုက်ပါတယ်ကျွန်တော်တို့ဂျုံပဲဖြစ်ပါတယ်ဒီနေ့မှာတော့အကောင်းတဲ့နိုင်ငံကဘယ်လိုနေရာလဲဆိုတော့ကျွန်တော်တို့ဒီလေးလာရှိအောင်ကျွန်တော်နေထိုင်တဲ့ကမ္ဘာလောကကြီးကအပြစ်နဲ့တည်ခြင်းအပြင်ပျက်စီးယိုယွင်းနေကြတယ်ဒါပေမဲ့ဘုရားသခင်ကလူတွေကိုကယ်တင်ပြီးသူနဲ့ဆက်ရေးကိုပြန်လဲရရှိစေချင်ဒါကြောင့်မလို့ယေရှုခရစ်တော်ရဲ့တည်ခြင်းနဲ့ရှင်မြတ်ထမ်းမြောက်ခြင်းအဖြစ်အပြစ်လွတ်ခြင်းနဲ့ထာဝရအသက်ဆိုတဲ့ဘုရားသခင်နဲ့ဆက်ဆံရေးကိုပြန်လဲရရှိလာစေတယ်အဲ့ဒီပြန်လဲရရှိလာတဲ့ဆက်ဆံရေးပြီးပြည့်စုံလာတဲ့နေရာကတော့ကောင်းကင်နိုင်ငံပဲဖြစ်တယ်ကောင်းကင်နိုင်ငံမှာဆင်းရဲဒုက္ခနဲ့ကြောက်ရွံ့ခြင်းတွေဖျားနာခြင်းနဲ့ညီးတွားခြင်းတွေတည်ခြင်းနဲ့ငိုကြွေးခြင်းမျက်ရည်တွေလုံးဝမရှိအောင်ဒီနေရာကဘုရားသခင်နဲ့ထာဝရအတူရှိရမယ့်နေရာညီတက်ခြင်းပျော်ရွှင်ဝမ်းမြောက်ခြင်းတန်ရှင်းခြင်းနဲ့ချစ်ချင်းမေတ္တာတွေအပြည့်ရှိတဲ့နေရာတစ်ခုဖြစ်ပြီးတော့ဘုရားသခင်ကိုယုံကြည်ကိုးကွယ်တဲ့သူတွေဘုရားသခင်နဲ့ဆက်ဆံရေးရှိတဲ့သူတွေအတွက်ပြင်ဆင်ထားတဲ့နေရာတစ်ခုဖြစ်တယ်လို့တမန်ကျမ်းစာကဖော်ပြထားတယ်။ကောင်းကင်နိုင်ငံကိုဒီလိုမျိုးနေရာတစ်ခုဖြစ်တွေးမှုရမှာဒီလိုတွေးဖို့လိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ဗျာဒိတ်ကျမ်းထဲမှာဒီလိုဖော်ပြထားလို့ဗျာဒိတ်ကျမ်းကိုတမန်တော်ရှင်ယောဟန်က Apocalyptic literature လို့ခေါ်တဲ့ပုံစံနဲ့ရေးသားခဲ့တယ်။အဲဒီရေးသားတဲ့ပုံစံကပုံဆောင်ချက်တွေယူပါယုံတွေအမြင်အာရုံတွေနမိတ်တွေအတိတ်ပဲတွေပါဝင်တဲ့နံပါတ်နဲ့အယောင်တွေကိုအသုံးပြုပြီးရေးသားတယ်။ဒါကြောင့်မလို့ကောင်းကင်နိုင်ငံကရွှေခင်းထားတဲ့လမ်းတွေအဖို့တန်တဲ့ကြောင်မြတ်တွေစီချေထားတဲ့နေရာတစ်ခုဖြစ်တယ်လို့ဖော်ပြထားတာကလူတွေရဲ့အတွေ့အကြုံထက်ကျော်လွန်တဲ့လှပခြင်းတန်ရှင်းခြင်းပြည့်စုံခြင်းနဲ့ဘုရားသခင်ရဲ့ဘုန်းတော်ကိုဖော်ပြဖို့ရန်အတွက်အသုံးပြုတဲ့အမတ်သင်္ကေတတွေလို့စကောလာများစွာကနှက်ဖွင့်ကြတယ်။တကယ်ဖြစ်တယ်လို့ပြောကြတဲ့သူတွေရှိသလိုနှစ်ခုလုံးဖြစ်နိုင်တယ်လို့ပြောကြတဲ့သူတွေလည်းရှိကြတယ်။ဒါပေမဲ့အားလုံးလက်ခံထားကြတာကတော့ကောင်းကင်နိုင်ငံဟာလောကမှာရှိတဲ့နိုင်ရှည်စရာတွေထက်ပိုပြီးတော့ကြီးကျယ်ခမ်းနားတယ်။အဓိကရွှေငွေကြောက်မြတ်တွေရှိနေတာမဟုတ်ဘဲနဲ့ဘုရားသခင်နဲ့အတူရှိနေရတဲ့ပြည့်စုံတဲ့ဘဝရရှိခြင်းကိုဆိုလိုတာဖြစ်တယ်ဆိုတာကိုပဲကောင်းကင်နိုင်ငံကထာဝရဖြစ်ပြီးတော့အနာဂတ်ကာလမှာအမှန်တကယ်တွေ့ကြုံရမယ့်အရာဆိုပေမဲ့ယုံကြည်သူတွေအတွက်ကတော့ဘုရားသခင်ရဲ့အတူပါရှိခြင်းတုဋ္ဌိစကားပြောခြင်းဝမ်းမြောက်ခြင်းဆိုတဲ့ကောင်းကင်နိုင်ငံရဲ့အရာကအခုဘဝမှာပဲစတင်နေပြီ။ဒါကြောင့်မလို့ဒီကောင်းကင်နိုင်ငံရဲ့အရာကိုခံစားခြင်းနဲ့ဆိုရင်တော့ယေရှုခရစ်အားဖြင့်ဘုရားသခင်ရဲ့မျက်မှောက်တော်ကိုတိုးဝင်လာကြဖို့တော့လိုအပ်မှာဖြစ်ပါတယ်။